ဒီနေ့ခါတိုင်းလိုပဲရေကစုံရက်လာခူတာ water creek ဒါပေမဲ့လွန်ခဲ့တဲ့နေ့လောက်ကမိုးကြီးကျယ်ရွာထားလို့အဲ့ဒီအရွက်တွေကိုအကုန်လုံးရေတွေကတောင်ကျရေတွေအကုန်လုံးတိုက်စားသွားတော့ဘာမှခူးစရာမရှိဘူးခူးဖို့အတွက်အရွက်တွေရှာရင်းနဲ့ဒီတောင်ထိပ်ထီတောင်ရောက်လာပြီဘာအရွက်မှမတွေ့လို့အခုလက်မြောက်ပြီးတော့ပြန်လာအိမ်ကိုပြန်တော့မယ်ဒါနွားတွေဒီနေရာတကယ်တော့ဒီနေရာကိုတောင်တွေကိုပိုင်းတဲ့လူရှိတယ်ပိုင်းတဲ့လူကတခါတည်းခြံစည်းတွေခတ်ထားပြီးတော့ဘယ်သူမှဝင်ခွင့်မရှိဘူးဆိုပြီးတော့ရေးထားတယ်တကယ်လို့သာဖက်ရှင်တည်ရင်တော့ဒီကိစ္စပြဿနာပဲဖြေရှင်းရအောင်ဒါပိုရိုရိုနယူးဇီလန်ဝါလင်တန်ပိုရိုရိုမြို့မြို့ကိုအပေါ်စီကနေရိုက်ထားတာကျွန်တော်တို့မြို့ကလူကြီး3 သိန်းလောက်ရှိတယ်လို့ပြောတယ်3 သိန်းဒါကျွန်းသားလို့ခေါ်တဲ့မာရီတွေဆမွာထောင်ဂါနောက်အေရှားပေါ့နော်အေရှားစံတရုတ်တွေပါမယ်ကျွန်တော်ဘာဝိသားပါမယ်အဲ့လိုပေါ့ရှိတယ်အဲ့ဒါမှဗမာပြည်သားကဒီဖော်ရိုမှာအိမ်တော်စုလူရင်းနဲ့ဆိုတော့200ကျော်လောက်ရှိပြီအိမ်တော်စုစင်နဲ့နေနဲ့ဆိုရင်90 80လောက်ရှိပြီအခုလဲလူသစ်တွေထပ်ရောက်မယ်22ရက်နေ့ဒီလာမှာချင်းမိသားစုနဲ့ဆိုနဲ့ကိုလံဘီယာမိသားစုနဲ့ဆိုဒီမြို့ပေါ်မှာရမယ်ဟောတာခရစ်မြောက်ဆိုတော့ကျသူမျိုးနဲ့ကျသူမျိုးအပြားရိုက်ပြီးကြော်စားဖို့ကတော့ဒီနေ့တော့မဖြစ်နိုင်တော့ဒီဘက်မှာကြည့်မယ်ဆိုရင်တခါပင်လယ်နဲ့ဆက်နေအဲ့ဒီတောင်နေဆုံးပြီးတော့ဟိုးမှာပြမှိုင်းပြလေးမြင်နေရတာအဲ့ဒါပင်လယ်ပဲအဲ့ကနေဟိုးဘက်ဆက်သွားရင်နယ်ဆန်တောင်ကျွန်းကိုရောက်မှာဒါဒီဘက်ကဝီပီအခုရှိတဲ့မှာမြင်နေရတာဝီပီအဲ့လိုပေါ့ဒီနွားတွေကတကောင်ကို900နယူးဇီလန်ငွေ900ရှိတယ်အဲ့ဒါကိုတအိမ်ကို50ပါနိုင်တဲ့လူက50 100ပါနိုင်တဲ့လူက100ပါပြီးတော့အဲ့လိုမျိုးသွားဝဲဟိုမှာအကုန်လုံးခုတ်ထစ်ပေးပြီးတော့မှအရေးကုန်နေယူကိုကအသားပဲရတာအသားနဲ့အတွင်းကကလီစာတွေရတယ်အဲ့ဒါတွေကိုပြန်ပြီးတော့တရားကြတော့100စု50စုခွဲပြီးတော့မှအဲ့လိုကျွန်တော်တို့ဗမာပြည်သားတွေကလက်ဆက်ဝယ်စားတယ်ကျွန်တော်တို့ကုန်တိုက်တွေစူပါမားကတ်တွေမှာဝယ်စားတာထက်ဆိုင်ဒီလိုဒါလိုက်တော့ဝယ်စားရင်ဈေးတက်တာပြီးတော့အသားလည်းပူရတယ်ဖက်ဆေးမှာပေါ့နော်အဲ့ဒီကုန်တိုက်မှာတော့ပဲရင်50ဘူးဆိုနည်းနည်းလေးပဲရတာအဲ့တော့တအားနေတက်တာလို့ဘာမှမသားတွေအဲ့လိုပဲလောက်တာဒါပေမဲ့အခုတော့ဘယ်သူမှအနော်လည်းမပေါ်ဘူးပေါ့လည်းမပေါ်ဘူးဝက်ဆိုရင်တကောင်250ပဲကီလို30လောက်ရှိမယ်အကောင်ပေါ့အဲ့လိုမျိုးရတယ်ငါးတွေအကုန်လုံးကြောက်ပြီးထွက်ပြေးကုန်တယ်ရမ်းตายရတယ်ဒီထက်လှအောင်ရိုက်လို့ရရင်